ဇလန်လေးရဲ့စာမှာတော့ကျောင်းကခရစ်ဟာစာစီစာကွန်းတစ်ပုဒ်ကိုဖတ်ပြနေခဲ့ပါတယ်။ခေါင်းစဉ်ကတော့မျက်စိရဖြစ်ပြီးဆီယာမကဘလောက်ရုပ်ဆိုးတဲ့အကြောင်းအမြဲတမ်းတလွဲတွေကိုလှုပ်တဲ့အကြောင်းသူ့ကျူရှင်မတက်တဲ့ကလေးတွေဆိုရင်အမြဲတမ်း FF ပေးတဲ့အကြောင်းတွေကိုရေးလာခဲ့တာပါ။ဒါကြောင့်ပဲမိဘခေါ်ရသည့်အထိဖြစ်သွားပြီးအခုလည်းဗဂျီတန်းမှာဘာပုံတွေရှောက်ဆွဲလာမှမသိတာကြောင့်တိုင်ခံနေရပါတယ်။လိုရစ်ကလည်းသူတို့အနေနဲ့ခရစ်ကိုဆုံးမပေမဲ့သူ့ဖေရဲ့ဗီဇပါနေတာမို့အမျိုးတစ်ချက်ရုပ်နေတဲ့ကောင်ဟာတလွဲတွေပဲလှုပ်တဲ့အကြောင်းထပြောပါတယ်။ကျောင်းကြီးကတော့ကျောင်းတစ်ကောင်ကိုစာသင်ပေးရင်တော့ခရစ်ထပ်ပို့ပြီးလိမ္မာအောင်မယ်ဆိုတာတဲ့ကိုဗလိမ့်မာတော့တယ်ဒီလိုနဲ့ပဲညရောက်တဲ့ခါမှာတော့ပီတာက breaking back ကိုမျက်တော်မခတ်တန်းကိုထိုင်ကြည့်နေပါတယ်လိုရစ်ကတော့ခရစ်ရဲ့ကိစ္စကမသေးပဲသူတို့မိဘတွေအနေနဲ့အမြဲတမ်းအရှက်ရနေတာကတဘာဝမကျတဲ့ကြောင်းပြောလာပါတယ်အကယ်၍သူတို့သာတည်သွားမယ်ဆိုရင်ခရစ်ကခေါင်းတွေကိုဖျက်ပြီးတော့ထားမှကိုစိုးနေပြီးအမြဲတမ်းတလွဲလုံးနေတဲ့ကောင်ဆိုတာထပြောပါတယ်ပီတာကလည်းငါတုံးတယ်အားတယ်ရိုးသားတယ်ဆိုတာထက်ဒီကောင်ကတလွဲတွေကိုအမြဲတမ်းလုပ်နေတာအုံနောက်ရောပါရဲ့လားမသိဘူးနလက်ဘိန်းတုံးဆိုတာမနာတန်းကိုချီကျူးပါတယ်ဒါတွေအားလုံးကိုတော့ခရစ်ကကြားသွားခဲ့ပြီးသူ့ကိုမှုတ်ချိုးမြစ်ချိုးခဏမချိုးကစုံရဲ့ချိုးတွေပြောနေရကြောင်းပောက်ကွယ်ပါတယ်လူရစ်ကလည်းသူတို့ပြောနေတာကမဲ့ရဲ့အကြောင်းပါလို့လိမ့်ပေမဲ့ပီတာကတော့မင်းကိုပြောနေတာဆိုတာအတဲ့ကိုဗလိမ့်လိုက်ပါတော့တယ်ဒီမနက်မှာတော့မနက်စာတောင်လာမစားတဲ့ခရစ်ကြောင့်စိတ်ပူနေပြီးခရစ်ရောက်လာတာနဲ့လူရစ်ကမြောက်ပြောပါတယ်အမေသာလူချော်ကိုဆောက်ပေါ်လေးဆိုတာမှားပြောမိတော့ဒီကောင်ကညံကောင်းတယ်ဆိုတာပီတာကစံမျိုးပကံနဲ့ထားပေါက်ပါတယ်ထောက်ကြောင့်ကိစ္စကြီးကတော်တော်ကြီးသွားခဲ့ပြီးခရစ်ကလည်းသူ့ကိုဘယ်သူမှမချစ်တော့ဘူးဆိုတာထွက်သွားခဲ့ပါတယ်လိုရစ်တို့လည်းဒီတိုင်းဆိုရင်တော့တခုလုံးမရမယ်ဆိုတာကြောင့်ဘရိုင်ယန်ကအကြံပေးပါတယ်ပုံမှန်ညံရထက်နေနေတဲ့ကလေးတွေကျောင်းမှာစာသင်ဖို့ခက်ခဲနေတဲ့ကလေးတွေအတွက်အထူးသင်တန်းလေးရှိပြီးတေချာသင်ပေးကြတဲ့အကြောင်းရှင်းပြပေးပါတယ်ဒါကြောင့်ပီတာတို့လည်းဘရိုင်ယန်ပြောတဲ့သင်တန်းလေးမှာခရစ်ကိုထားဖို့ရအတွက်ဆုံးဖြတ်လိုက်ပါတော့တယ်နောက်တရက်ခရစ် TV ကြည့်နေတော့မှပီတာတို့ကရောက်လာခဲ့ပြီးမင်းကိုလေ့ကျင့်ရေးစခန်းကိုပို့မယ်ဆိုတာလာပြောပါတယ်ဒီသင်တန်းတွေဟာပြောစရာကောင်းမှာတော့မဟုတ်ပေမဲ့အန်ဂျူ10ခန်းကနေရာခဏတိမျက်နှာတိုင်းတဲ့အကြောင်းရှင်းပြပါတယ်ခရစ်ကလည်းသင်တန်းတွေကိုရွေးနေရင်လည်း NASA ရဲ့အာကာသသင်တန်းဆိုတာကိုတွေ့လိုက်ရပါတယ်လိုရီတို့ကတော့အဲ့ဒါကမှားပါလာတာဖြစ်တဲ့အကြောင်းရှင်းပြပေမဲ့အန်ဂျူ10ခန်းနဲ့ခရစ်ကတော့သူသွားတက်မယ်ဆိုတာလောက်ပါတော့တယ်ညမကောင်းလို့မှလေ့ကျင့်ရေးသင်တန်းကိုပို့ပါတယ်ဆို NASA သင်တန်းနဲ့မှားလာတာကြောင့်တိုင်တွေပတ်ကုန်ပါတော့တယ်ဒီလိုနဲ့ပဲ NASA စခန်းစီရောက်လာကြပြီးလိုရီကတော့ခရစ်ကိုတားပါတယ်ခရစ်ကလည်းသူ့အနေနဲ့ဒီလိုအာကာသတွေဂျိုးတွေကိုစိတ်ဝင်စားတာမို့တက်ကိုတက်မယ်ဆိုတာတားမရတော့ပါဘူးတပတ်တိတိကြာမြင့်မဲ့အာကာသတင်တန်းကိုခရစ်ကတကယ်တက်တော့မှာမို့တာဝန်ရှိသူတွေကိုလိုက်လံအနှံပေးပါတယ်ဘရိုင်ယန်ကတော့အာကာသယင်သစည်းဟာဘာလို့အစင်သင့်ရှိနေလဲဆိုတာမေးကြည့်ပါတယ်အကယ်၍ဂျိုးတွေပြင်စရာရှိရတော့အုတ်ခခဲအချွေတွေဟာလေထုပတ်လန်တွေကိုဝင်လာတာလို့ဆိုရင်တိုက်ဖို့နဲ့အီတလီသားတွေလက်ကမြင့်မို့ဆိုတာရှင်းပြပေးပါတယ်ဒီလိုနဲ့ NASA စကန်တွေကိုရှောက်ကြည့်ကြရင်နဲ့အာယုံခံနိုင်စွမ်းကိုဖျက်ပြီးအာကာသထဲမှာနေနီးဆိုတဲ့အခန်းလေးကိုပီတာနဲ့ဘရိုင်ယန်ကဝင်ဆက်စုပါတယ်မင်းတို့ဟာကဘာမှလည်းမထူးပါဘူးကွာဆိုပေမဲ့နှစ်ကောင်သားကခေါင်းချင်းချိနေကြပါပြီနေခဲ့မဲ့ခရစ်ကိုလည်းအိမ်သားတွေကနှုတ်ဆက်ချပြီးတော့တင်တန်းမှာအဆင်မပြေရင်သူတို့ကိုလှမ်းခေါ်ဖို့ရအတွက်မှားနေပါလေစတူဗီကတော့အာကာသခရီးတွေထွက်ခဲ့လို့ရှိရင်လူမဲမဖြစ်စေနဲ့ဆိုတာမှားခဲ့ပါလေဒီလိုနဲ့ပဲတင်တန်းစားတဲ့နေ့မှာတော့ယူပါဖေတာနဲ့အာကာသဆိုတဲ့အစာအုပ်အထူကြီးကိုအလွတ်ချက်ဖို့ရအတွက်ပြောလာပါလေမျက်စိရအကြောင်းစာစီစာကုန်းရေးတာတော့မှကျောင်းထုတ်ခံရမလို့ဖြစ်နေတဲ့ခရစ်လည်းယူပါဖေတာတွေကိုအာကာသတွေကိုပါလေးလာရတော့မှမို့တိုင်တွေပတ်ကုန်ပါတော့တယ်အာကာသတွေကိုလက်တွေ့မောင်းကြတော့လေခလုတ်ပေါင်ထောင်နဲ့ချီရှိနေတာမို့ဘာမှကိုမမှတ်နိုင်ခဲ့ပါဘူးဒီနေရောင်ခလုတ်လေးဟာဆက်နိုးတာလို့ကလွဲရင်ဘာခလုတ်ဟာဘာလုပ်တယ်ဆိုတာကိုလည်းခရစ်ကမသိပါဘူးအာကာသရင်မှုပုံစံကေရွှိုင်းကြတော့လေရော့ကာကျော်ကြီးကေတွေညှက်လာတာမို့ဝိုင်းဟားတာကိုခံရပြန်ပါတယ်စက်ကူလေးတွေနဲ့သာတွားဆော့ဖို့ထိခရစ်ကိုဝိုင်းနိုင်ကြတာမို့ခရစ်ကလည်းအိမ်ကိုဖုံးဆက်ကသူ့ကိုလာခေါ်ဖို့အတွက်ပြောရပါတယ်ဒါတွေကိုလေးလာနိုင်ဖို့အတွက်သူ့မှာအဲ့လောက်ညံမကောင်းပဲဒီကလူတွေကလည်းပြောစရာမကောင်းတဲ့ကြောင်းလိုရစ်ကိုငိုပြီးပြောပါတယ်အဲ့အချိန်မှာပဲဖုန်းနှလုံးဝင်လာပြီးပီတာစီကပါချင်းမကစားနေတော့သူ့ကိုဖတ်တီးကောင်လို့လိုက်ခေါ်နေတာမို့လာခေါ်ပေးဖို့ရအတွက်လှမ်းပြောတာပါပီတာကိုဖတ်တီးလို့လိုက်ခေါ်နေတာကတော့သူ့သားစတူဝီပါအခုလည်းလိုရစ်စီကိုဖုန်းဆက်ပြီးဟိုဖတ်တီးကောင်ရောက်ပြီလားဆိုတာလှမ်းမေးနေပါတော့တယ်တကယ်ကောင်းနေပါဒီလိုနဲ့ပဲခရစ်ကိုပြန်သွားခေါ်ကြပြီးခရစ်ကလည်းဒီနေရာဟာသူနဲ့မဆိုင်တဲ့အကြောင်းသိသွားပါတယ်ဒါကြောင့်အိမ်ပြန်ဖို့လုပ်နေတော့ပီတာကတော့အာကာသယာဉ်တွေကိုခဏလောက်ဝင်ကြည့်လို့ရမလားဆိုတာအားချောင်းပါတယ်ခရစ်ကလည်းသူတက်တက်လောက်မှတ်တက်လောက်နဲ့အာကာသယာဉ်တွေကိုခေါ်သွားပြီးရှင်းပြပေးပါတယ်တမိသားစုလုံးကလည်းသူတို့ထက်အာကာသယာဉ်ကိုပိုတိနေတဲ့ခရစ်ကိုဝိုင်းပြီးတော့ချီကျူးကြပါတယ်။ဘက်ကတော့ဒီလောက်ခလုတ်တွေများတာနင်မှတ်မိလားဆိုပြီးမေးတော့ငါသိတာဆိုလို့ဒီခလုတ်တွေကဆက်နိုးတာပဲဆိုတာရှင်းပြပါတယ်။စတူဝီကလည်းဒီလိုနှိမ့်ရတာလားဆိုတာလက်ကမြင်လိုက်မိပြီးအာကာသယာဉ်ကြီးဟာစတင်ပြန်တက်သွားပါတော့တယ်။အရှင်ဟိုနဲ့ကောင်းကင်စီကိုပြန်တက်နေတဲ့လမ်းမှာဘရိုင်ယန်ကတော့တစ်ချိန်မှတစ်ခါသာအသက်ရှင်ရင်တောင်တန်တယ်ဆိုပြီးတော့ခေါင်းပြေးထုတ်ကြည့်ပါတယ်။ဒီလိုနဲ့ပဲအာကာသယာဉ်ကြီးကလည်းအာကာသတွေကိုရောက်လာခဲ့ပြီးအေးခဲတိတ်ဆိတ်နေခဲ့ပါတယ်။အဲ့ချိန်ရေဒီယိုကနေဆက်သွယ်မှုတစ်ခုရလာခဲ့ပြီးစိတ်ကိုငြိမ်ငြိမ်ထားဖို့လှမ်းပြောပါတယ်သူတို့အနေနဲ့ဒီချင်းကိုတွက်ချက်ပြီးရင်စင်တက်ဖို့စ조사ပေးမှာမို့အချင်းတစ်ခုစောင့်ဖို့နဲ့မင်းတို့ရဲ့သတင်းကနာမည်ကြီးနေတဲ့အကြောင်းသတိလှမ်းပေးပါတယ်ကဘာပေါ်မှာတော့သတင်းချနေတိုင်းမှာလက်ကမြင်းပြီးတော့အာကာသတွေကိုရောက်သွားတဲ့မိသားစုဆိုတာနာမည်ကြီးနေပါတယ်တွန်တော်ကလည်းကွန်ဆယ်လာကိုအင်တာဗျူးနေပြီးတော့အကယ်၍ဂရဖင်မိသားစုသာတည်သွားမယ်ဆိုရင်ရှိသေးဘောတော်ကအိမ်ကိုပြေးမှနေပါတယ်တွန်တော်ကလည်းဂရဖင်တွေကမတည်သေးဘူးကျွန်တော်ပြောတာကိုစောအောင်နားထောင်ပေးဖို့ပြောပေမဲ့အိမ်ကိုဆွဲမှသွားပါတော့တယ်အာကာသတွေကပီတာကတော့ရောက်တော့ရောက်ခိုင်အာကာသတွေ
တွေကိုရှောက်သွားမယ်ဆိုတာထွက်လာခဲ့ပါတယ်လှပလွန်တဲ့ဂျိုးတွေဂျယ်ရီကိုလည်းကြည့်နေအင်တာနက်ဂျိုးတို့ကိုလည်းတွေ့တာမို့ YouTube တွေပါထိုင်ဖွင့်ကြည့်ပါတယ်စတူဝင်းနဲ့ Brian ကလည်းရှောက်ကြည့်နေတဲ့မက်ကိုစမယ်ဆိုတာခလုတ်မနှိပ်လိုက်မိတာကြောင့်အမိုးကြီးကပွန့်ထွက်သွားပါတယ်ဒါကြောင့်ဘာမှမလုပ်ခဲ့သလိုပြန်ပိတ်ကငြိမ်နေကြရပါတယ်အဲ့ချိန်ရေဒီယိုကနေဆက်သွယ်မှုတစ်ခုရိုက်လာခဲ့ပြီးရင်းကိုအလိုလျောက်မောင်းနေတဲ့စနစ်ကိုဖွင့်ဖို့ပြောနေတော့လိုင်းကပိတ်သွားပါတယ်ပြန်ရဖို့စူးစမ်းနေတော့မှပဲပီတာကရေဒီယိုတိုင်ခွက်ကြီးကိုဆွဲဖြုတ်လိုက်မိတာကြောင့်ကိုကျိုးတွေနဲကုန်ပါတော့တယ်ဒါကြောင့်ပဲကိုနီကိုဟန်နဲ့အလိုလျောက်စနစ်ကိုဖွင့်ဖို့ရအတွက်စူးစမ်းရပြန်ပါတယ်ရင်ထဲမှာကြာပိတ်မိလေအောက်ဆီဂျင်ရောကျလေပဲမို့ခလုတ်ကိုရှာကြပါလို့မက်ကလည်းထအော်ပါတယ်ဒါကြောင့်လို့လေတနစ်ပတ်လုံးကိုတက်သေးဖို့စူးစမ်းနေတဲ့ကောင်မကအခုမှတေမာကိုကြောက်နေရလားဆိုတာထားဆူပါတယ်ခရက်ကလည်းသူတနက်မှာတင်ခဲ့ရတာကဒီခလုတ်တွေကိုသာနှိပ်လိုက်မယ်ဆိုရင်ရင်ကအချိန်လျှော့သွားနိုင်တဲ့အကြောင်းရှင်းပြပါတယ်အခုစရာဆိုလို့ကလည်းခရက်ပဲရှိတာမို့နှိပ်လိုက်လို့သာပြောလိုက်ရပြီးရင်ကလည်းတကယ်ကိုအချိန်လျှော့သွားပါတယ်အားလုံးကလည်းဘေးကင်းပြီလို့ထင်ပေမဲ့360ဒီဂရီတွေလဲကုန်ပြီးလူတွေကလည်းနေရန်ကိုပြေးကပ်ကုန်ပါတော့တယ်မသိခင်မှာလှုပ်ရှားတွေအများကြီးရှိသေးတာမို့မသိပြရသေးနဲ့ဆိုကဝိုင်းဆူတောင်းနေတော့ခရက်ကပဲစနစ်ကို report ချဖို့ပြေးရပါတယ်125ဒီဂရီလဲနေတဲ့ရင်ကို45ဒီဂရီထိလှည့်နိုင်ခဲ့ပြီးအလိုလျောက်စနစ်တွေကလည်းပြန်လည်ပွင့်သွားပါတယ်ဒါကြောင့်သူတို့ကဘာဆွဲအားနဲ့လေထုပတ်လည်တွေကိုပြန်ဝင်နိုင်ခဲ့ပြီးကဘာပေါ်ကိုလည်းပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်လူပေါင်းများစွာကသူတို့ကိုကြိုးဆိုနေကြပြီးခရစ်ရဲ့လောက်ရအောင်မြင်ခဲ့တာမို့ပျော်နေခဲ့ပါတယ်ပီတာကတော့အကားသားတွေကိုရောက်သွားတာကြောင့်ချိုးရိုးတွေကဖြောင်းသွားပြီးသူ့ရက်ကလည်း6ပေ3လက်မထိကိုရှည်သွားပါတယ်ဒီရက်နဲ့ဆိုရင်တော့စော်အလန်းလေးတွေကိုရှာယူလို့ရတယ်လို့ပြောပြီးဆင်းလာတော့အရက်ကပြန်ပုသွားတာကြောင့်ချစ်တတော်လိုပြည့်ရည်တွေဖြစ်သွားပြန်ပါတယ်တမီသားစုလုံးကလည်းခရစ်ကိုဝိုင်းမီကျေးဇူးတင်နေပြီးအသက်သခင်ကျေးဇူးရှင်ဆိုတာဝိုင်းမြောက်နေကြပါတယ်လူတိုင်းဟာသူ့နေရာနဲ့သူသုံးဝင်တာဖြစ်ပြီးဘယ်သူမှအမြဲတမ်းတုံးအမနေတဲ့အကြောင်းလိုရစ်ကရှင်းပြပါတယ်ဒါပေမဲ့ပီတာကတော့ငါတို့အင်ကြီးကဘယ်ရောက်နေရလဲလို့ထမေးရင်ဇလန်လေးဟာပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ family ကိုင်းကဒေဝပါနောက်ထပ်အပိုင်းတွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးခြင်းပါတယ်။ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရင်ပါတယ်။ပတ်စစ်အင်ကန်ဆိုတာကတော့အလုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်အောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လုပ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးဟာအချိုးပြပါလိမ့်မယ်။ဘာတွေတင်မလဲဘာတွေ shareလုပ်ပေးမလဲဆိုရင်တော့အဓိကက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးသွန်း edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုကိုင်တွယ်နည်းတွေကို lifetime plan နဲ့သင်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားတင်ပါမယ်လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေဆိုရင်တော့10%နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join ဖို့ကူညီပေးမယ်ဆိုရင်တော့30%နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ lifetime ဖြစ်တာမို့ကျောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေ့လာလို့ရမှာပါအဲ့တော့ကိုယ့်အတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ